ချက်တစ်ပိတ်စိတ်ချမ်းသာရေးကိုယ်ကျမ်းမာခြင်းနဲ့တလုံးတော့မကြံပြည့်စုံနိုင်ကြပါစေအခုကြုံတွေ့နေရတဲ့ယောဂဆိုနဲ့ကက်ကြီးသုံးပါးကိုလည်းအလေတူကြော်လာနိုင်ပါစေ15ခုရောက်တာဦးဆက်ခွန်မှာဒီချက်မှာစေးနာလိုက်တာချစ်တန်းကြီးချစ်တန်းတင်တယ်ဦးဆက်ခွန်မှာစေးနာလိုက်တာဟုတ်လားခဏလေးပဲလုတ်သက်သိမ့်မရှိဘူးစေးနာလဲဆိုပင်စရာသိမ့်မရဘူးပါအဲ့လိုမျိုးဆိုစေးနေဆိုတော့ဒီတိုင်းတက်ပြည့်ပင်စင်ဆိုတော့အများကြီးရပါဘူးဟိုက SCD က94မှာပင်လောင်းအောင်ကြားတယ်ဒါဝီတော့လေဒီမှာတမ်းပြီး3ယောက်ပဲဘာဘူးကလိုက်မှာအဲ့တော့မသွားတော့6တန်းမှတင်တယ်6တန်းနဲ့7တန်းအဲ့နှစ်ခုပဲတန်းနဲ့တန်းနေမတင်ဘူး7နဲ့7မှာဟုတ်ကဲ့တပည့်ဟောင်းနေပြန်ပြီးတော့အများကြီးဝန်းတာပေါ့ဟုတ်လားဟုတ်တာပေါ့သူအသက်ကြီးတော့တိတ်မသွားနိုင်တော့လေအဲ့လိုလာပြီးတော့ခါကျဝန်းတာပေါ့ခါကျရင်တချို့လက်မတွေ့တချို့တောက်မှတ်မိတာကျုပ်ကလေးတော့မှတ်မိအသက်နာမည်တွေကတော့အလွတ်မရတော့ဘူးအဲ့လိုမျိုးလေးပေါ့တာဝန်တာတာပေါ့ဟုတ်ကဲ့